အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချက်သားခေါရခါတီဟင်းလေးချက်ပြမှာဖြစ်ပါတယ်လုံးချက်လေးချက်ပါမယ်နော်အရင်ဆုံးချက်သားလေးကိုရေးဆေးပြီးတော့စားချုံမုံလေးနဲ့နှက်ထားပါမယ်ပြီးရင်ခေါရခါတီလေးကိုအခွန်ခွာပြီးတော့အနေတော့လေးတုံထားပါမယ်ချင်းချက်သွန်ပြူလေးကိုတော့အခွန်ခွာပြီးတော့ရေးဆေးပြီးတော့စနွင်းမုံအယောင်နေမုံလေးနဲ့အစင်တလေးထောင်းထားပါမယ်ထောင်းနာပြီးသားချင်းချက်သွန်ဖြူလေးရဲ့ချက်သားလေးရဲ့ကိုအိုးထဲထည့်ပြီးတော့စီထည့်ပြီးတော့လုံပါမယ်ချက်သားလေးလည်းမာပြီးတော့ချက်သွန်ဖြူလေးရလည်းအနံ့မွေးလာပြီဆိုတဲ့အချိန်ကြာမှပဲခေါရခါတီလေးကိုထည့်ပါမယ်နော်ခေါရခါတီထည့်ပြီးတော့တစ်ချက်မွေးပြီးရေးထည့်ပြီးတော့အနည်းငယ်ပြင်ထားပါမယ်ဒါလေးကတော့နောက်မှစိုက်ထားတဲ့ရှမ်းနံလေးပါနောက်ဆုံးချက်ခံနေကြရင်ထည့်မှာပါချက်သားလေးလည်းနူခေါရခါတီလေးလည်းနူပြီးတော့ဟင်းအိုချကနေကြမှာရှမ်းနံလေးအုပ်လိုက်ပါမယ်ရှမ်းနံမကြိုက်တဲ့သူကတော့မထည့်လည်းရပါတယ်နော်ခုဆိုရင်တော့စားလို့ကောင်းပြီရတာရှိရဲ့ချက်သားခေါရခါတီဟင်းလေးရပြီဖြစ်ပါတယ်ကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်